တင်ယူလေ့လာမှုတွေစင်ဆက်မပြတ်သွားစေဖို့ CSO Academy E-Learning and Development Platform မှာသင်တန်းအောင်လက်မှတ်တွေရယူနိုင်ဖို့ဘယ်လိုလုပ်ကြမလဲ နံပါတ်1 Time Management Method အချိန်စီမံခန့်ခွဲမှုနေလမ်းကောင်းတွေလိုအပ်ပါတယ်စာပုံမှန်လုပ်ဖို့အတွက်အချိန်ဇယားရှိဖို့လိုပါတယ်ဘယ်ချိန်တွေမှာတော့အသင်တန်းကိုလေ့လာမယ်ဆိုတာကြိုတင်ဆုံးဖြတ်ထားပါနေ့စဉ်အနည်းဆုံးမိနစ်30ကနေတနာရီထိအချိန်ပေးနိုင်ရင်လုံလောက်ပါတယ် နံပါတ်2 Note Taking Method ကိုယ့်ရဲ့နေ့စဉ်လေ့လာမှုတွေကိုမှတ်သားထားတာမျိုးစာအုပ်နဲ့နေ့စဉ်လေ့လာထားသမျှကိုမှတ်သားထားပြီးပြန်လည်ဆန်းစစ်ပေးတာမျိုးသင်ခန်းစာတွေဒီတိုင်းအမှတ်သားလုပ်ထားတာကကိုယ့်ရဲ့လေ့လာမှုခရီးကိုပြန်ကြည့်ပြီးစိတ်သက်ခွန်အားတွေရစေမှာပါ နံပါတ်3 Backward Planning Method deadline တွေကိုရေးချပြီးလေ့လာခြင်းကိုကြိုတင်စီစဉ်ထားတဲ့နည်းလမ်းပါအတန်းတိုင်းမှာအတန်းပြီးဆုံးအောင်လေ့လာဖို့လိုအပ်တဲ့အချိန်သတ်မှတ်ချက်တွေပါရှိပါတယ်အချိန်တွေကိုလိုက်ပြီးမြန်ပြီးအောင်တက်ချင်တဲ့သင်တန်းတွေကိုအရင်တက်လိုက်ရင်အလုံးမရှုပ်ပဲသင်တန်းတွေအများကြီးကြပြိုင်နဲ့တက်နေရတဲ့ပြဿနာရှင်းသွားပါလိမ့်မယ် နံပါတ်4 Pomodoro Technique ကိုလက်တွေ့သုံးကြည့်ပါ15မိနစ်လေ့လာပြီးတိုင်း5မိနစ်အနားယူပါပြီးရင်နောက်25မိနစ်ဆက်လက်လေ့လာပါဒီနည်းကိုသုံးပြီးစိတ်ပြည့်လွှတ်မှုကိုထိန်းချုပ်နိုင်ပြီးပိုပြီးအာရုံစိုက်နိုင်လာပါလိမ့်မယ် Reward Based Learning Method နောက်ဆုံးအနေနဲ့ကိုစုချပါသင်ခန်းစာတစ်ခုပြီးဆုံးတိုင်းခဏနားတာမျိုးအတန်းတစ်ခုအောင်မြင်တိုင်းမုံစားတာတစ်ခုစုပေးတာမျိုးကကိုယ့်ရဲ့လေ့လာခြင်းစိတ်ကိုအမြဲတမ်းကြွနေပါလိမ့်မယ် Get Certificate အရေးကြီးဆုံးချက်ကတော့အတန်းတွေပြီးဆုံးတဲ့အခါ certificate ကိုမမေ့မလျော့ပဲရယူဖို့ဖြစ်ပါတယ်သင်တန်းအောင်လက်မှတ်ကိုဘယ်လိုထုတ်ယူမလဲသင်တန်းတက်ရောက်နေတဲ့ကောင်းရဲ့ email လိပ်စာသို့တိုက်ရိုက်ပေးပို့သွားမှာပါသင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုသက်ဆိုင်ရာသင်တန်းရှိစာမျက်နှာကတစ်ဆင့်သို့မဟုတ်အထွေထွေတည်းရှိသင်တန်းအောင်လက်မှတ်မှတစ်ဆင့် email ဖြင့်ရယူမှုကိုနှိပ်ပြီးထုတ်ယူနိုင်ပါတယ်ဒီနည်းလမ်းတွေနဲ့ဆိုရင်လေ့လာသင်ယူမှုတွေနဲ့တိုးတက်နေတဲ့သူတစ်ယောက်ရည်မှန်းချက်တွေစီအရောက်လန်းနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်